အားလုံးပဲမင်္ဂလာပါ AN Gaming Channel ရဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျဒီနေ့မှာတော့မေလာရဲ့အသစ်ထွက်ရှိလာတဲ့မီယာရဲ့ skin တစ်လေးကိုဖောက်ပြသွားမှာဖြစ်ပါတယ်ခင်ဗျဒီမှာဆိုရင်ကျွန်တော်ကတော့300နဲ့ပဲဝယ်ပြသွားမှာဖြစ်ပါတယ်ဒီဘက်မှာ Premium အနေနဲ့ဝင်မယ်ဆိုရင်တော့950ကုန်ချမှာဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင်ကျွန်တော်ဝင်ပြထားတဲ့နေရာမှာ Starlight ကရှိတဲ့သူက Starlight ကနေဝင်ပြီးတော့ Diamond ရှိတဲ့သူ Diamond နဲ့ဝင်လို့ရတယ်ပေါ့နော်ကျွန်တော်ကတော့ Diamond နဲ့ပဲဝင်ပြထားပါတယ်ဒီမှာဝယ်လိုက်တယ်ဆိုရင်တော့ဘာညာတက်ကလေးထွက်လာပါလိမ့်မယ်ပေါင်း notification ပေါင်းလေးတွေ profile ပေါင်းလေးဒါလေးပေးပါတယ်နော်ဒါတော့လူချင်းမျိုးနဲ့တည်ပြီးသားဖြစ်မှာပါဝယ်ပြီးသားပြီဆိုရင်တော့အခုလိုအရန်မိုက်တဲ့ animation effect ကြီးနဲ့ skin ရရှိလာပြီဖြစ်ပါတယ်သူ့ရဲ့ skin effect တွေကတော့ color skin နဲ့ခက်ဆင်ဆင်ဆိုပေမဲ့လောဆယ်တော့အရန်မိုက်တယ်ပေါ့နော် starlight skin တခုအနေနဲ့တော့အရန်ကောင်းတယ်အရန်မိုက်တဲ့ effect တွေပါတယ်လို့ကျွန်တော်ပြောချင်တယ်ခုဆိုရင်သူပေးထားတဲ့ຢာလေးတွားယူလိုက်အောင်မယ်ပေါ့နော်ပြီးရင်တော့ကျွန်တော်နဲ့အတူတူ skin ရဲ့ effect တွေတွားဆန်းကြည့်ကြအောင်ခင်ဗျဒီမှာတော့တရားပေးပြီးလို့ရှိရင်တော့တခြားဒီဇိုင်းအယောင်ကားလာနေပေါ့နော် skin နှစ်ခုထည့်ရမယ်ကျွန်တော်အဲ့ဒါလေးတော့မပြတော့ဘူးเนาะပြီးရင်ကျွန်တော်ဒီများပြထားတဲ့နေရာလေးနဲ့မှာဆိုလို့ရှိရင် returning skin ကြီးပြန်ပါလာတယ်ပေါ့เนาะလေလီယာရှိမယ် Bruno နဲ့ပြီးရင် Melissa skin လေးလဲ returning နေနဲ့ပြန်လာထားတယ်ပေါ့เนาะမရှိသေးတဲ့လူတွေအနေနဲ့ဖောက်နိုင်တယ်ဒါပေမဲ့နည်းနည်းတော့ကုန်မှထင်တယ်ပေါ့เนาะ starlight ကလေးနဲ့ခုဆိုရင်ကျွန်တော် animation effect နဲ့တွားဆန်းကြည့်အောင်ပေါ့နော် spare တွေရဲ့ skill effect တွေသွားဆန်းကြည့်မယ်ပေါ့တော်တော်မိုက်တယ်ပေါ့နော် animation effect ကတော့ခုဆိုရင် basic attack ကိုဆန်းကြည့်မယ်ဆိုရင်တော့enemy hero ထီရဲ့အခါမှာမီးပွင့်လေးထွက်လာတာကိုတွေ့ရမယ်ဒါ basic attack ပဲပေါ့နော်skill 1ကလည်း basic attack နဲ့အတူတူပဲenemy ကိုထိလိုက်တာနဲ့မီးပွင့်လေးထွက်လာမှာပေါ့နော်တော်တော်မိုက်တယ်ပေါ့နော်မီးပွင့်လေးနဲ့အရန်လည်းလာတယ်ပြီးလို့ရှိရင် scale 2မှာတော့သုံးလိုက်လို့ရှိရင်လူချင်းမသတိထားမိမှထင်တယ် scale 2ရဲ့phoenix ညပုံစံမျိုးပေါ့နော်ကျွန်တော်ထင်တာတော့ဘာငတ်ဖြစ်မလဲတော့မသိဘူးနော်လူချင်းမျိုးတို့အော်မကွန်မန့်မှာဝင်ပြီးရေးပါလို့ရပါတယ်ကိုထင်တဲ့ညပုံစံလေးphoenix ဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့နော်ဒါမှမဟုတ်စီကွက်လည်းဖြစ်နေမီလီတောက်မီလီယံနေနေဆိုတော့ကေတူလေးလည်းမစိုးဘူးပေါ့နော်ultimate မှာဆိုလို့ရှိရင်လည်းအပေါ်တက်ကနေပြီးတော့ခေါင်းပေါ်ကနေပြီးတော့နော်အရန်ပေါ်လာတဲ့မှာစီကွက်ညရဲ့မျက်လုံးလို့နော်မီလီယံဒေါ်ထားရင်တင်တောက်လောင်နေတဲ့ပုံစံမျိုးနဲ့ထွက်လာတွေ့ရမယ်တော်တော်လှတယ်ပေါ့နော် skill effect တွေရောskin effect တွေရောအရန်မိုက်တဲ့ animation တွေလည်းအရန်မိုက်တယ်ပေါ့နော်ဒီလအတွက်တော့အရန်လှတဲ့ skin တစ်ခုလို့တော့ပြောရမယ်ကျွန်တော်အနေနဲ့တော့ဝယ်ဖို့အတွက် recommended ပေးချင်ပါတယ်